ကျမဘဝရဲ့စကားတွေညကမလေးရဲ့စိတ်ကူးရင်တရင်ကြီးမင်းသမီးလေးဖြစ်ဖို့အိုက်တဲ့မီးရောင်စုံအောက်ကမိခင်များကိုစိတ်ကူးရင်ညီမင်းသမီးများရေးစားထားတော့လူဆိုတာမျိုးတော့တဘောရလဲကြည့်အောင်မှာပေါ့ကိုရဲ့မီးရောင်အောက်ကိုဝင်ရင်လူပြတ်တဲ့နဲ့တွေ့လို့စံတင်လောက်တဲ့ရှင်ကနဝေးမြောက်မိရင်လေပါရီ